ကဲအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲကျွန်တော် live ဗီဒီယိုပိုင်းလေးတွေမှာအမြဲအားပေးတဲ့ကိုဒီမတွေအားလုံးပဲเนาะ live လေးအားလုံးပဲအစအဆုံးကြည့်မယ်เนาะအားပေးတဲ့တယောက်ချင်းအောင်ကျေးဇူးတင်ပါတယ်ပြုံးနေတာပဲပြုံးရမှာလေဒါနဲ့တော့ပူပြုံးအောင်ဟုတ်လားမင်္ဂလာပါ live ထဲမှာအားလုံးပဲ live လေးအစအဆုံးကြည့်မယ်เนาะတောက်ကြနေ့ကိုငါကိုဒီငါမတွေထပ်ပြောင်းလို့လုပ်ပေးရတယ်ပွင့်လင်းပြောရရင်ဗျာဟုတ်တယ်မလားပွင့်လင်းပြောရရင်เนาะဟိုဘာလဲဆိုတော့ပျော်တဲ့တာတဲ့ခုနပြောမယ်ပူပျော်ရမှာပါเนาะဒီနေ့ကပြောမယ်ဆိုပျော်တာနဲ့ပူပျော်ရမှာပါเนาะကျွန်တော်ရဲ့ဒီနေ့ကတော့ဒါပြောမယ်ဆိုရင်နေတိုင်းမှာဗျာဗာနေတိုင်းမှာဆိုရင်ဘာလဲဆိုတော့နေတိုင်းမှာဆိုရင်ဒါအဖွဲ့ဝင်တွေနဲ့နေတိုက်တွေပေါ့เนาะဒါနေတိုက်ရအဖွဲ့ဝင်ရဒီနေ့ကတော့ပို့ပြီးတော့မင်္ဂလာရှိတယ်เนาะအဖွဲ့ဝင်တွေလည်းပတ်တီးရတယ်နေတိုက်သမားတွေလည်းအထူးအောင်ရတယ်ကျေးဇူးပါမောင်လေးတောင်းဝဲရတယ်လာပြောကြတာဒီအားကြီးပဲเนาะ3500ဝေးရတယ်4000ဝေးရတယ်ဒီညနေတော်တော်စိတ်ချမ်းသာပါလဲဆိုတော့เนาะကျွန်တော် live link ကနေကအကိုမောင်လေးเนาะညီလေးအောင်ဝဲမခံသေးဘူးလားတော့အခုပါလဲဆိုတော့ဟိုခုနပါဗျာဟိုသူတို့ပတ်တီးလေးတွေလိုက်နေပေါ့เนาะပတ်တီးလေးလိုက်နေတာအဆင်မပြေဘူးဒါကျွန်တော်ရှိမှာဒါကန်လဲကန်ဆက်ထားတယ်နောက်တစ်ခုနေကပါလဲဆိုတော့ line ပေါ်မှာလဲကျွန်တော်ညတင်ပေးတာလေးသူတို့တွေ့ရထင်ပါတယ်เนาะ line ပေါ်မှာကျွန်တော်တင်နေဆိုတော့သူကပတ်တီး45ပတ်တီးကောသူတို့က45ပတ်တီးကော45အထူးမရောသူတို့ကအဲ့ဒါပဲဆော့တာတဲ့เนาะအကျွေးလေးလည်းကြည်သွားတယ်ဒီဘက်မှာเนาะတခါမှမပျော်ဘူးပေါ့ဗျာဒီလိုမျိုးအပျော်တခါမှမပျော်ဘူးပေါ့เนาะရတဲ့ဟာလေးကိုလည်းသူတို့တက်တိုင်းလောက်လှူမယ်ပေါ့เนาะတကယ်မင်္ဂလာရှိတာတွေပါညနေတခါတည်း live ထဲမှာကျွန်တော်ပြောမယ်เนาะကျွန်တော်ခုနပြောလို့ပဲ live မှာကျွန်တော်တင်ပေးတယ်ငါးခွေငါးမတွေကိုကျွန်တော်လုပ်ပေးတယ်ဆိုတာကဘာမှမျောလင့်ချက်နဲ့ကျွန်တော်လုပ်ပေးတာမဟုတ်ဘူးเนาะအဲ့တော့ခုနပြောပဲဒီညနေအားကြီးပဲကျွန်တော်လာပြောကြတယ်เนาะဝမ်းလဲဝမ်းရပါအစင်ခုနပြောလို့ပဲဒီညနေမှာပျော်ရတဲ့လူတွေတော်တော်ပျော်ရပါတယ်เนาะနောက်တစ်ခုကျွန်တော်ပြောထားပါတယ်เนาะအတူအပိုင်းနဲ့တွေ့မယ်ခုနပဲကိုယ်ပိုင်ကိုရရင်ကိုယ်ပိုင်ကိုယူเนาะကျွန်တော်ပြောတာရှင်းရှင်းလေးเนาะဘာလို့ဟိုကျွန်တော်တို့ဒါရလို့ဝမ်းသာလို့ဖုန်းလာပြီးဆက်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နောက်လည်းအခုလိုအကောင်းဆုံးဖြစ်မဲ့ဟာလေးကြီးကျွန်တော်စူးစမ်းပေးပါဦးမယ်လုပ်ပေးပါဦးမယ်เนาะဒါပြောမယ်ဆိုရင်ကျွန်တော်ပွင့်လေးပြောတာเนาะဒီလိုက်ထဲမှာမရဘူးဆိုတဲ့သူတွေကခုနပြောလို့ပဲအမတန်ကံမကောင်းတဲ့လူတွေဗျာပွင့်လေးပြောမယ်ဆိုရင်ကျွန်တော်လိုက်ကိုည1ယောက်ပဲမြင်မြင်2ယောက်ပဲမြင်မြင်3ယောက်ပဲမြင်မြင်ညလိုက်စမာတွေကပြောခဲ့เนาะဘယ်နေ့တွေပါပဲခုနပြောလို့ပဲဘယ်နေ့တွေပါပဲဖြစ်ဖြစ်เนาะကျွန်တော်ခုနပဲအစင်ပြေးတိုင်းမပြေးတိုင်းခဏထားလိုက်ဗျာเนาะကျွန်တော်ဗလိုက်ကို1ယောက်ပဲမြင်မြင်2ယောက်ပဲမြင်မြင်မြင်တဲ့သူတိုင်းကတော့မနှက်ပြန်ညမနဲ့တကွက်တည်းကျွန်တော်45ဆော့ပါလို့ကျွန်တော်အားလုံးပြီးခဲ့ပါတယ်เนาะအဲ့ဒီအပြင်ကိုပတ်သီးပတ်ရှင်တဲ့သူတွေ45ပတ်သီးတနေကုန်သားလုံးပိုင်နှလုံးကြားတယ်အဓိက main ပတ်သီး5ပတ်သီးเนาะညနေကိုလည်းထက်ရေးပြထားသေးတယ်เนาะမနှက်တယ်မဟုတ်ဘူးညနေကိုလည်းခုနပြောသူပဲကြာသာပရိနေ့ညနေเนาะထပ်ပြီးတော့ညီကိုအထူးအောင်ဆိုပြီးထက်ရေးပြထားသေးတယ်မမြင်ပါဘူးစလုံးကြီးနဲ့ရေးပြထားတာเนาะဒါထက်တော့ကျွန်တော်မလုပ်ပေးနိုင်တော့ဘူးနေတိုက်တွေ3သီးသားတယ်ဟုတ်တယ်တဲ့တွေ့တာတဲ့ညနေကိုမထိုးတော့မထိုးဘူးညနေကိုလေကျွန်တော်မေးနေမှာဆိုလို့ပွင့်လင်းပြောတာညကလေအဲ့45တကွက်ကောင်းတဲ့ပတ်သက်ပွားညကလေနေကုံစားမနှက်ညလောက်ပါနော်အဲ့လောက်မှညနေကမေးပါဆိုလို့ညနေကိုညီကိုအထူးအောင်လောက်ပါထပ်ပြောထားတယ်ရာဒါတက်လုပ်ပြီးလို့လည်းမရတော့ဘူးပွင့်လင်းပြောမယ်ဆိုရင်မနှက်ပြန်လာမအောင်ဒီနေ့တည်းကကြိုသိနေတယ်လို့ပဲနော်ဟိုကျွန်တော်လုပ်ပေးထားခဲ့တဲ့ပုံစံကလေဟုတ်တယ်မလားမနှက်ပြန်လာမယ်နော်အဲ့လောက်ဒီနေ့ကြိုသိရလို့ကိုကလုံးဝသလိုပဲလုံးဝတာအကိုဒီမတွေအားလုံးပဲဒါနဲ့တော့ကိုဒီမတွေအားလုံးမအိုကေနိုင်တာတော့မရှိတော့ပါဘူးနော်အဲ့တော့ကျွန်တော် like ကိုကြည့်နေလေကျွန်တော်အပျော်တွေလည်းအားလုံးကူးဆက်ပါသေးနော်ကျွန်တော်မနေ့ပြန်လဲထပ်ပြီးကြိုးစားပေးထားသေးရဲ့နော်မနေ့ပြန်လည်းအထူးတစ်ခွက်ကောင်းကြိုက်တဲ့မျိုးတွေအတွက်ကျွန်တော်ထပ်ကြိုးစားပေးထားသေးတယ်ဗျာနော်ဒါနဲ့တော့ငါးခွေငါးမားတွေကိုအဲ့အတွက်ဗာလဲဆိုတော့ကျွန်တော်စိတ်မကောင်းတာကဗာလဲဆိုတော့နော်စိတ်မကောင်းတာကဗာလဲဆိုတော့ကျွန်တော် line မှာတင်ပေးရဲဆိုတော့အကိုဒီမတွေအားလုံးပဲဟိုပွင့်လင်းပြောရင်ဗျာမှန်တဲ့ခါကြီးလည်းရှိတယ်မှားတဲ့ခါကြီးလည်းညတော့ live ဒီမှာဆိုရင်ဒါဝင်ရတဲ့သူတွေကျွန်တော်တွေ့ပါတယ်เนาะအဓိကကျွန်တော်ပြောချင်တာလေအခုလိုမျိုးကျွန်တော်ခုနပြောပဲည live ထဲမှာလည်းကျွန်တော်ဒီစကားပြောပါတယ်เนาะအခုလိုရက်တီလာဆိုတာကျွန်တော်လည်းဒါကျွန်တော်တနိုင်လောက်ကြိုးစားပြီးခဲ့တယ်အကူဒီမတွေအားလုံးကျွန်တော်အတိမတ်ပြူထားလို့ကျွန်တော်လည်းရက်တီလို့ရတာအဲ့ထွက်ကျွန်တော်လာပြီးတော့ဟိုဟာရေးတီယာရေးလုံနေနဲ့
အချိန်တိုင်းဘသူကဘာလဲဆိုတာတည်သွားလိမ့်မယ်နော်အဲ့တော့ညကျွန်တော်ဘလို့စိတ်ကူးနဲ့ဝင်ရေးလဲဒီနေ့တော့သူတို့တည်သွားပြီနော်နည်းနည်းကျွန်တော်စိတ်ထဲမှာပူပြောတာဘာပြောတာလဲဆိုအဲ့လောက်ပြောတာနော်ညတော့ကျွန်တော်ဝင်ပြေးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်မထွက်ဘူးလေဗါလဲလာလောက်လိုက်သေးတယ်၄-၅ဘာဖြစ်တယ်မထွက်ဘူးတဲ့ပေးနေတာဖြစ်တော့ဗါတော့မနေ့ပြန်ဟုတ်တဲ့အဲ့ဒါတဲ့ဟောနေတယ်ဟောနေတယ်သူခံစားသွားပြီခုလောက်ကျွန်တော်လိုက်လွှင့်တာကိုသူကြည့်သွားရင်ထိုင်ပြီးငိုနေလောက်ပြီအခုလောက်ဆိုရင်မလုံးနဲ့အဲ့လောက်ပြောတာမလုံးလို့မရဘူးဘာလို့ဆိုတော့လှုပ်ပေးနေတဲ့သူတွေကစေနာရဲ့လှုပ်ပေးနေအဲ့တော့စေနာဆိုတာကစေနာကောင်းရင်ကံကောင်းတယ်အဲ့တော့စေနာရဲ့လှုပ်ပေးတာကိုဘာမှပုတ်ခတ်ပြီးပြောနေကြမလို့အဲ့ပြောရင်ပြောတဲ့သူထိမှာပဲနော်ပွင့်လင်းပြောတာကျွန်တော်ကတော့ဘာမှမဖြစ်နေဘူးပွင့်လင်းပြောတာကျွန်တော်ဒီနေ့လဲကျွန်တော်ကြာတာပေးတော့ကြာ2ရက်တင်းဗျာကျွန်တော်ပတ်သီးပါထည့်လုပ်ပေးထားသေးတယ်ဒါတွေကိုကြုံမြင်လို့နော်သူများကတွေဗဇက်ကနေဘာလုပ်ပေးနိုင်တယ်ညာလုပ်ရင်ထိုင်အော်မနေဘူးနော်ကိုလုပ်ပေးနိုင်တာကိုပေါ်တင်ပြောပြီးလုပ်ပေးတာဗျာပွင့်လင်းအဖွဲ့ဝင်တွေလည်းပေါက်တယ်နေလိုက်တယ်ပေါက်တယ်ဗျာရှင်းလားဒါပဲနော်ဘာကြောင့်သူ့ကိုယုံကြည်နေလဲသူကလည်းမလွဲဘာဖြစ်လို့လိုက်လုံနေကြတယ်အဲ့လိုမျိုးဟာလေးတွေရှိတယ်အထာလေးတွေနော်တကယ်လုပ်ပေးတယ်ဆိုတာသူတို့သိတယ်ညတွေ့ရမလားကျွန်တော်လာညကျွန်တော်ကွန်မန့်မှာဝင်ရေးတာတွေ့တယ်မလားကျွန်တော်တက်မြင်အောင်ဆိုပြီးညကျွန်တော်ဘာမှဝင်တော့ကျွန်တော်ကြည့်လိုက်တယ်နော်ကျွန်တော်ဝင်တော့ကြည့်လိုက်တယ်ဘာမှကျွန်တော်ပြောရတဲ့နေတာသူကစေနာအကျိုးခံစားသွားမှာပဲဒါပဲနော်ကျွန်တော်ကဘာမှမပြောဘူးဟိုတည်းကလည်းဒီလိုပဲကျွန်တော်ဘာလဲဆိုတော့ပြောမယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ပြောနေစိတ်ထဲမှာကျွန်တော်ကိုယ်တိုင်လည်းပျော်တယ်နော်သူတို့မပြောရင်ကျွန်တော်မပြောတော့ဘူးကျွန်တော်အများနဲ့ပြောပြီးသားကျွန်တော်ရင်မနဲ့ခံစားရအောင်ဒါပဲဟုတ်တယ်မလားအခုဗျာဒါမျိုးဘယ်သူမှမလုပ်ပေးနိုင်ဘူးပွင့်လင်းပြောတာလေနော်ငါကိုရင်ငါမရင်နေတိုက်တွေမရအောင်မောင်လေးနေတိုက်တွေခုနပြောဆိုရနေတိုက်တွေရအောင်လုပ်ပေးပါအောင်ဆိုလုပ်ပေးရင်လည်းအဲ့လိုလုပ်ပေးရနော်2သီးသား3သီးသားတွေလုပ်ပေးလိုက်တာတခါလေနော်ရှေ့တော့မရတာတွေအားလုံးတစ်ခါလေးလုပ်ပေးလိုက်တာနော်အမ4ပိုက်လည်းရမယ်5ပိုက်လည်းရမယ်ညတွေကလည်းပြောခဲ့တယ်ကျွန်တော်လိုက်ကိုကြည့်ပွားရတဲ့သူကလေခုနပြောဆိုပဲမနှက်ပြန်တော့ကိုဆော့ရှင်သွားမယ်ကျွန်တော်ညပြောပြီးခဲ့တာနော်တယောက်ကြည့်ရင်တယောက်လုံး2ယောက်ကြည့်ရင်2ယောက်လုံးနော်4-5အထူးကိုမနှက်ညလုတ်ပါပတ်တီးတော်မှာဘာမှမပြီးခဲ့ဘူးည4ပတ်တီး5ပတ်တီးအဓိကမိန်ပတ်တီး5လုံးပိုင်နော်4ပိုက်လည်းရမယ်ဗျာ5ပိုက်လည်းရမယ်ဗျာနှလုံးပိုက်နှလုံးရမယ်ဗျာအဲ့ဒီအထူးမှထဲဆိုရင်3သီးသားရမယ်ဗျာဒါပဲနေတိုက်လေးတွေပြောလိုက်တော့တယ်မင်္ဂလာပါညီလေးတဲ့မင်္ဂလာပါအဖွဲ့ဝင်အကိုတွေကန်ဆက်အကိုတွေမတွေအားလုံးလည်းပွင့်လင်းပြောရရင်ကျွန်တော်ပြတ်မှတ်ထားအောင်နော်ကျွန်တော်ပတ်သီးလောက်တော့ဒီနေ့ကိုရအောင်လုပ်ပေးထားနိုင်သေးတယ်ပွင့်လင်းပြောရင်အကိုတွေမတွေအားလုံးပဲခုနကပြောသလိုပဲကျွန်တော်လုပ်ပေးနိုင်တာအားလုံးလုပ်ပေးတာကျွန်တော်ပြောတဲ့စကားနားထောင်ပြီးတော့ live လုပ်တဲ့သူဆိုရင်ဘာမှပြောစရာမလိုကဲလက်မလေးနှိမ့်မယ်မနေ့ပြန်ပြထူအောင်လေးဆက်လုပ်မယ်ဗျာနော်မနေ့ပြန်တောက်ချာနေရောက်ပါပြီအဲ့တော့တောက်ချာနေညာမနေ့စာလေးပဲအထူအောင်လေးထပ်ထုတ်ပေးမယ်နော်ဒီနေ့4-5ပြောလိုက်ရလို့ပဲအဲ့ဒီမနေ့ကောင်ထပ်ပြီးတော့ကျွန်တော်စုပ်လို့ရသေးတယ်နော်အဲ့အတွက်အထူးကြိုက်ရမျိုးတွေ live ထဲမှာပဲအားလုံးပဲဝင်လာပေးပါနော်လက်မလေးနှိမ့်မယ် channel ကို subscribe နေရတဲ့ channel ကို subscribe နေအားပေးမယ်ဒီညနည်းနည်းလေးစောင့်မယ်ဗျာကျွန်တော်မျိုးကျွန်တော်နည်းနည်းဒီည live လွှင့်တာစောပါတယ်မင်္ဂလာပါညီလေးတဲ့မင်္ဂလာပါငါကိုငါမလိုက်ထဲမှာကျွန်တော်တိတ်ပျော်တာမတွေ့ဘူးမတွေ့သလိုပဲနော်ခုနပြောပဲည like ကိုကျွန်တော်ည like ကတင်တာဟောလောက်ဖြစ်ပဲနော်တုံးခုနပြောပဲညကြည့်တာများပါတယ်နော်ဘယ်လိုဖြစ်ငါကိုငါမငိမ့်နေတာလားနော်အဓိကဘာလဲဆိုတော့ဟိုယုံကြည်လို့လုံးလိုက်တဲ့သူကတော့ရမှာပါဗျာဟာ तू ကခုနပြောဆိုပဲ तू ကတော့ဘာမှမဟုတ်ပါဘူးလို့ထင်တဲ့သူတွေကတော့ခံသွားမှာပဲဒါပဲမင်္ဂလာပါညီလေးမင်္ဂလာပါအေးပါဒီမိသွားတယ်မင်းမကောမင်္ဂလာပါတာကြီးတဲ့တော့ကြာရွှေမိုးတဲ့9နဲ့6ဘယ်ဟာကောင်းလဲဆိုတော့ကျွန်တော်ဒီညလိုက်ထဲမှာလေကျွန်တော်ဒီနေ့တနေကုန်သာပေးထားတဲ့ပတ်သီးလုံးမှသူ့ရဲ့မူရပါတော့မနှက်ပြောင်ကျွန်တော်ပတ်သီးလေးပါတွဲထုတ်ပေးမယ်နော်ကျွန်တော်မပေးတော့ဆိုရင်နေတာဒါပေမဲ့ကျွန်တော်ခုနပြောဆိုပဲ line မှာလည်းကျွန်တော်တင်ပေးခဲ့မယ်နော်ဘာလို့ကျွန်တော်ရဲ့ဒီဘက်မှာဘာမှလုပ်စရာမရှိတော့ဘူးနော်ကြာသာပြီးတောက်ကြကျွန်တော်မွေးခွက်လေးပဲခပ်ပါထက်ဆိုရင်ဆော့မယ်ဘာလို့ကျွန်တော်ဒီနေ့အဖေဝင်ကိုဒီမတွေအားလုံးလည်းအဲ့လိုမျိုးလေးတွေကျွန်တော်မြင်လို့ပတ်သီးလေးပါကျွန်တော်ညထည့်ပြီးလုပ်ပေးထားတာအဲ့တော့မွေးခွက်လေးတွေပဲပါပါလေးလုပ်မယ်အေးဆေးပဲဒီပဲတောက်ကြနေလာပဲကြာရင်ကောင်းလုံးထက်တာတွေထက်ထုတ်မယ်ဒါပဲ
ကျွန်တော်ရဲ့ယုံကြည်လို့လိုက်ပြီးတော့လက်တွဲပြီးလိုက်လုပ်တဲ့သူတွေဗျာဘာမှပြောသေးရမလို့ဟုတ်တယ်မလားတမျိုးမရရင်တမျိုးနဲ့ရအောင်လုပ်ပြီးရတာအကိုဒီမရအောင်လို့သိပါတယ်နော်ကိုလိုက်လို့တဲ့ကျွန်းရမန်းဖတ်တာ၄-၅သောင်းဝဲဝဲရတယ်တဲ့ပြောလိုက်တာအများကြီးရပေါက်ပါတယ်ချွတ်ကြည့်သွားတာဝမ်းသာဒီညနေချွတ်ကြည့်သွားရဲဆိုလို့နော်အဲ့လိုမျိုးလာပြောရသူတော်တော်များတယ်ခါကြိုက်လည်းဗျာဝမ်းသာပါတယ်သူလိုမျိုးလေးတွေအဲ့လိုမျိုးလေးတွေဖြစ်သွားတယ်နော်ဝမ်းသာတယ်အဲ့ပဲနော်ရားတဲ့သူတွေခုနပေါက်တဲ့သူတွေလည်းခုနကျွန်တော်ပြောနော်ဘာမှကျွန်တော်ပေးရမလို့ကျွန်တော်ဘာမျိုးနဲ့ညမထားဘူးကိုယ့်ဘိုင်းကိုငါတို့တော့အစီအမီဝါပြီငါတို့ရတာလေးအတွက်ပြောရဲဆိုရင်ကိုယ့်ဘိုင်းကိုလှူခြင်းတဲ့နေရာလေးလှူနိုင်တဲ့နေရာလေးမှာလှူပါနော်ဒါကျွန်တော်ဒါလေးတော့ပြောကျွန်တော်ခုနပြောမဟုတ်လားလွယ်ပေးရပါတယ်မလုံးနဲ့နော်ကိုယ့်ဘိုင်းကိုအစီအမီလို့လို့အဓိကကိုယ့်ဘိုင်းကိုလိုက်လို့ကိုရတာဗျာဟုတ်တယ်မလားအဲ့တော့ကိုယ့်ဘိုင်းကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါကျွန်တော်ကတော့ဘာမှမပြောဘူးကျွန်တော်ကဘာလဲဆိုတော့ငါကိုယ်ငါမှပြောရဲဆိုထိုင်ပြီးပီတိဖြစ်ရင်တော်ပြီကိုမိုးကြီးပြောတာမှအစင်ကိုပြင်နေတာပဲနေတိုင်းလဲထိုးတယ်အဖွဲဝင်လဲထိုးတယ်နှစ်သီးသားရပါတယ်တဲ့အေးစစ်ဖြစ်သွားပြီဆရာကြလိုက်တာလိုင်းလင်းတာဆောလို့လူမရှိရနေရလူရှိဖို့မလိုဘူးဗျာလူရှိဖို့မလိုဘူးကျွန်တော်လူမရှိလဲပြောတယ်ညနေကိုတက်ပျော်လို့လိုက်လာလွှင့်နေတာပွင့်နေပြောတာတယောက်ကြည့်လဲဘာမှမဖြစ်ဘူးနှစ်ယောက်ကြည့်လဲဘာမှမဖြစ်ဘူးကျွန်တော်က AC ပဲဘာလဲဆိုတော့အဓိကကိုယုံကြည်မှုနဲ့ကိုအားပေးတဲ့သူတွေတယောက်ပဲရှိနှစ်ယောက်ပဲရှိပျော်တယ်ဗျာသူပိုင်းသူတို့အဓိကအချိန်တိုင်းသူတို့ဘလူးလောက်ရကျွန်တော်ရှိကိုတကြောပြန်လာလိမ့်မယ်သူပိုင်းကျွန်တော်အမြဲတမ်းပြောပါတယ်ဒီကျွန်တော်ကဒီတိုင်းပဲနေတာနော်ကျွန်တော်ကဒီတိုင်းပဲနေတာသူပိုင်းသူပြီးသွားလှည့်သွားရင်ကျွန်တော်ရှိပြန်ရောက်လာလိမ့်မယ်ထပ်ပြောမယ်အထူးအောင်ဆိုလို့မနေ့ကတော့ညနေကြတော့စင်ကောင်းပြပါတယ်ကိုပါလာ6ပတ်နေတာညပတိပတ်တဲ့သူတွေကခုနပြောသူပဲနော်ကျေးဇူးပတိပတ်တဲ့သူတွေကခုနကျွန်တော်ခုနပြော live ထဲမှာတွေ့လိုက်လို့6ပတ်တာတွေ9ပတ်တာတွေကြောညလာအခုမှမပြောထားဘူးနော်ပြောခဲ့ပြီသားကြာသာပင်းတနေကုန်သာပတိပတ်ချင်4ပတ်ဒီ5ပတ်ဒီပတ်နော်တလုံးမိုင်ကြာရင်5ပတ်ဒီနော်ဒါနဲ့တော့ကျွန်တော်မလုပ်ပေးနိုင်တော့ဘူးလေဗျာအဲ့တော့ကိုကြက်ရအောင်ကိုပတ်ပြီးတော့အစင်မပြေဘူးဆိုတာကျွန်တော်လည်းမတတ်နိုင်ဟုတ်တယ်နော်ပွင့်လင်းပြောတာတင်ခွက်ပဲချိုးတယ်တင်ခွက်ပဲချိုးလေရပါတယ်6ကူးကြံတယ်6ကူးအချိန်လေးပြောပြပါကဲမနေ့ပြန်အတွက်အထူးအောင်လေးတွေပတ်တီးတွေထက်ဆော့မလားကိုရီမတွေအားလုံးပဲပတ်တီးဟွာပေါ့နော်နေုံသားအတွက်ပတ်တီးလှုပ်ချင်တဲ့ကိုရီမတွေအားလုံးအတွက်လည်းကျွန်တော်ပတ်တီးလေးရွေးပေးထားတယ်နော်တောက်ကြနေကိုအဲ့အထူးအောင်လေးနဲ့ပတ်တီးလေးနဲ့ကျွန်တော်တွဲပေးမယ်နော်အတွဲလေးတွေအကောင်းဆုံးဖြစ်မဲ့ဟာလေးကိုမိုးကိုတဲ့ထမင်းရှင်တို့တတ်မှတ်ပြီးသားပါတဲ့ဟုတ်ကဲ့ပါဗျာကျွန်တော်အဖို့ဝင်ပဲဖြစ်ဖြစ်ပါနေလိုက်ပဲဖြစ်ဖြစ်နော်ဟိုကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့ရင်ဘယ်တော့မှနော်အစင်မပြေဘူးဆိုတာမရှိပါဘူးဗျာဟုတ်တယ်မလားတမျိုးမရတမျိုးတော့ရနေတာပါပဲဟုတ်တယ်မလားကျွန်တော်လည်းအစတွေကကိုရီမတွေအားလုံးလှုပ်ပေးတာတွေကနေတိုက်ပဲဖြစ်ဖြစ်ဖို့ဝင်ပဲဖြစ်ဖြစ်နော်ငါကိုရီငါမတွေတော့ကိုကျွန်တော်အားလုံးကြည်ပေးပြီးတော့လှုပ်ပေးပြီးသားနော်တကယ်လဲခုနကျွန်တော်ပြောတာပဲနော်တခါကြရင်လည်းကျွန်တော်အဲ့လိုထက်ခါပြောတာအောင်မှာအခုလိုက်ထဲမှာတွေ့ရမလားနော်မရတဲ့သူတွေရှိသေးတယ်ပွင့်လင်းပြောတာလေကျွန်တော်ကတော့ဘာမှမဖြစ်ဘူးအဓိကခုနပြောလို့ပဲမလုတ်တဲ့သူတွေကမလုတ်တဲ့ဟောတော့ခံစားရတာပေါ့ဗျာပွင့်လင်းဟုတ်တယ်မလားမနေ့ပြန်ယူတာဒါ၄-၅ကြီးကောင်းပါတယ်ဒါကြီးကြိုက်ပါတယ်ပြီးတာမှသူတို့မကြိုက်လို့မလုတ်တာတော့နေပေါ့ဗျာဒါကတော့ကျွန်တော်လည်းမတတ်နိုင်ဘူးဘယ်သူမှကေလို့လည်းမရအောင်ဒါတော့ညပြောခဲ့ရနော်ဟုတ်ပြီမင်္ဂလာပါညီလေးတယ်မင်္ဂလာပါဘိုးရှင်မို့ကိုတွေးလိုက်လို့တဲ့ထိုးတာထောင်ပေါက်တယ်ဟုတ်တယ်မရလိုက်တဲ့သူကတော်တော်ကံမကောင်းတာနော်မရလိုက်တဲ့သူတွေကတော်တော်ကံမကောင်းတာတခြားလေးကဘာလို့ရမှာလဲဆိုဘာမှမလုပ်ခိုင်းတာဘူးလေကျွန်တော်မနေ့ရတဲ့ live ထဲမှာပြောတာလေအားလုံးပဲနာကျွန်တော်ပြီးတဲ့ဟာလေးပဲစောလို့ကျွန်တော်ပြောထားလေဗျာ
မရတဲ့သူကတဲ့ယုံကြည်မှုအားနည်းလို့တဲ့ဘယ်တက်နိုင်မလားမယ်ပောက်ပါတယ်နသေးသားလိုက်ထဲမှာဝင်မှန်းတာကိုစောင့်နေတာဗျာမင်္ဂလာပါညီလေးတဲ့လာဘရိုင်းပါလားမင်္ဂလာယူတဲ့အချိန်မှာဝင်မှန်းခုနကပောက်ကရရေးတဲ့သူတွေနော်ဝင်မှန်းမင်္ဂလာယူတဲ့ပောက်ကမတဲ့အချိန်မှာကျွန်တော်နော်လာပြန်ပြီနော်နော်မင်္ဂလာယူတဲ့အချိန်မှာဘာတွေကိုရေးမဲမသိဘူးဗျာကျွန်တော်စိတ်တင်တော့မရလိုက်လို့ခုနပြောလို့ပဲယုံလဲခုနဝင်လဲကြည့်လိုက်တယ်ဗျာခုနပြောဝင်လဲကြည့်ထားတယ်ဒါပေမဲ့မယုံကြည်လို့ live မလုပ်လို့မရတာခုနပြောလို့ပဲသူများကတွေဝမ်းသာနေတာပီတိဖြစ်လိုက်စမ်းပါနော်သူများကတွေရနေတာကိုပီတိဖြစ်လိုက်စမ်းပါနော်ကိုညံ့လို့ကိုမရတာကိုအပြည့်ခုနပြောလို့ပဲစိတ်ထဲမှာတားကြီးဟိုပါပဲစိတ်ထဲမှာခွင်းလွတ်လိုက်ဓာကြီးကြိုက်တယ်ဓာကြီးလုံးနော်ဓာကြီးကြိုက်တယ်ဓာကြီးလုံးပြီးတော့မလုပ်ကြဘူးလေးဘက်တယ်တဲ့လင်းကားတင်ခွက်မိတယ်နေတိုက်သမားကြီးဆိုရင်ဒါလည်းကျွန်တော်ပြောတယ်လိုက်လို့ရင်3သီးသားလောက်ရတယ်နော်နေတိုက်သမားကြီးကျွန်တော်ပြောတယ်လည်း3သီးသားလောက်ရတယ်ကိုရွှေမိုးကြီးမှာအဖွဲ့ဝင်ရတာစိတ်ချမ်းသာပါတယ်ဟုတ်ကဲ့ပါရင်ဝဲမဲတဲ့ခေါ်တယ်ကျွန်တော်မပြောဘူးနော်ကျွန်တော်မပြောဘူးနော်မဲတဲ့ခေါ်တယ်အဲ့ဒါကျွန်တော်မပြောဘူးနော်ကျွန်တော်အားလုံးမြင်နေမဲ့အကောင်းမြင်လုံးနဲ့ပဲကြည့်နေတာလာကြီးတော့လေကျွန်တော်ထိုင်ကြည့်လိုက်တာပါဗျာဟုတ်တယ်မလားရက်ကြည့်လို့တဲ့မရဘူးတဲ့တိုးကြီးမှအကျိုးရှိမယ်တော့ကျွန်တော်လာရင်ကျွန်တော်ကရီမှာပေါ့ခုနပြောပဲကျွန်တော်လာရတော့လေဒီညနေမှာခုနပဲပျော်လိုက်ရတဲ့သူတွေသူတို့ခုနပဲခုနပြောသူပဲဗျာတပတ်လုံးအစင်မပြေလာဘူးဒါလိုက်လို့ပျော်ရတယ်နော်ငါကအရွှေလေးတွေကြည်သွားတယ်နော်အဲ့လိုမျိုးလူတွေအားကြီးပဲဒီညနေမှာခုနပြောပဲအဲ့၄၅ခုနထွက်လို့လေတကယ်အစင်ပြေသွားတဲ့လူတွေအများကြီးပဲနော်အဲ့ဒီတော့ကျွန်တော်ကဝမ်းသာတယ်နော်အဲ့ဒီတော့ဘာမှရေးမနေနဲ့သူများမိသားစုတွေရတာကိုဝမ်းသာတယ်ပျော်လဲပျော်တယ်တင်ခွက်ပဲထိုးတယ်တဲ့ကဲအဲ့ဒါဆိုကျွန်တော်ဆက်ပြီးတော့သွားမယ်ဗျာကဲမနေ့ပြန်အတွက်နှစ်ပတ်ဒီ6ပတ်ဒီနော်ကဲအားလုံးပဲဆက်ပြီးတော့ကျွန်တော်ပြောပါမယ်နော်အဲ့ဒါတနေ့ဝင်အတွက်ပတ်သီးလေးတွေဒီနေ့လိုပဲနော်အဲ့ဒါလုံးမိုင်းနှလုံးလုံးကြားတယ်နော်ပြောခဲ့ပြီကိုကြိုက်ရဲ့လုံးမိုင်းလို့ရွေးပြီးလုပ်လို့ရတယ်နော်နှစ်ပတ်ဒီ6ပတ်ဒီနော်နှစ်ပတ်ဒီ6ပတ်ဒီနှစ်ပတ်ဒီ6ပတ်ဒီကိုကျွန်တော်အဲ့ဒီမှာတခါလေးပြောပါမယ်နော်နှစ်ပတ်ဒီ6ပတ်ဒီနှစ်နဲ့ဆိုရင်နှစ်8ကေနော်နှစ်8ကေနှစ်9ရယ်နှစ်9ရယ်နော်နှစ်8နှစ်9နှစ်9နှစ်အပူထည့်ဆော်ပေးပါနောက်က6နဲ့ဆိုရင်68ကေနော်68 65နော်69 6ဘူးထည့်ဆော်ပေးပါနော်ဒါကျွန်တော်ရဲ့ကေပေါင်းနေတယ်โอเคမင်္ဂလာပါညီလေးမနေ့ပြန်အတွက်အထူးဆုံးတစ်ခွက်ကောင်းကြီး266နဲ့ပါเนาะဒါကျွန်တော်ကြိုက်လို့ပေးတာပါကြိုက်လို့ပေးပါတယ်ဒီည live လေးမှာအခုကျွန်တော် live လွှင့်ချိန်မှာဝင်ကြည့်တဲ့အမျိုးတွေရောဟို live ပြီးတော့မှဝင်ကြည့်တဲ့အမျိုးတွေရောကျွန်တော်ဘာမှကိုဒီမတွေအားလုံးဟိုပြောရမယ်ဆိုရင်ကျွန်တော်တင်ပေးတဲ့ရည်ရွယ်ချက်ဒီအားလုံးရားစီကိုတင်ပေးတာပါအဲ့အတွက်ကျွန်တော်အားလုံးလည်းတွေးစီချင်ပါတယ်အားလုံးလည်းမြင်စီချင်ပါတယ်အဲ့အတွက်ကိုယ့်ရဲ့အနေနဲ့အားလုံးပဲအောင်မြင်ဖြစ်အောင်လက်မလေးနှိပ်ပေးခဲ့မယ်နော်အားလုံးဗီဒီယိုလေးကိုအားလုံးတွေ့အောင်အားလုံးမြင်အောင်လုပ်ပေးမယ်ဒါပဲငါကိုငါမတွေအထူးအောင်ကြိုက်တဲ့မျိုးတွေ266နှစ်ပါနော်266နှစ်ပါနှစ်ပတ်ဒီ6ပတ်ဒီပါ6ကြိုက်တယ်ကောင်းပါတယ်ကျွန်တော်လည်းကြိုက်တယ်အားလုံးပဲ1ယောက်ပဲမြင်မြင်2ယောက်ပဲမြင်မြင်3ယောက်ပဲမြင်မြင်နော်အားလုံးပဲလိုက်လောက်ထားမယ်နော်ကိုဒီမတွေအားလုံးပဲ
အဖွဲ့ဝင်ကန်ဆက်အဖွဲ့ဝင်ကိုရင်မတွေအားလုံးကျွန်တော်ပြောပါမယ်เนาะဗာလဲဆိုတော့မနေ့ပြန်ကိုဒီတည်းကကျွန်တော်ပြတဲ့ထူအောင်လေးကြာရင်ထိတ်ဆော်ပါဗျာအဲ့မှာလောလောဆယ်ကဒီနေ့ကျွန်တော်ပတ်တိထော်တာဆိုတော့ဘာမှကိုရင်မတွေအားလုံးလုံးဆရာရှိမှာမဟုတ်ဘူးเนาะဒီဘက်ကတော့ဒါမွေးကနန်းလေးကိုစော့ချင်ရင်ခါပါလေးစော့ပါမနေ့ပြန်ပါဘာလို့ဆိုတော့ကျွန်တော်အဲ့ဒီမှာဒီအပတ်မှာဒါပုံမှန်တိုင်းကျွန်တော်ရှိမှာဟောပါတော့ဟောပါတော့ဒါပုံမှန်တိုင်းဒါတောက်ကြပါတော့ကန်ဆက်ချင်တဲ့မျိုးတွေကတောက်ကြနေကြရင်ကျွန်တော်ဒီအပတ်မှာအကိုဒီမတွေအားလုံးအတွက်ဘာထပ်ပြီးရွေးပေးမလဲဆိုရင်เนาะအဲ့ဒီမှာခုနကပြောပဲမွေးတင်ကွက်မွေးကွက်နှစ်ကွက်အဲ့ဒီမှာကျွန်တော်ပေးတဲ့မွေးကွက်တိုင်းကြားတယ်ဗျာတခါလေးနားလည်အောင်ကျွန်တော်ပြောမယ်เนาะပေးတဲ့မွေးကွက်ကြားအဲ့မွေးကွက်လေးရဲ့မွေးပတ်လေးကျွန်တော်အဲ့လောက်ကိုရင်ပေးမယ်ပြီးသွားရင်အကိုဒီမတွေအားလုံးကိုလေဘာပေးချင်လဲဆိုတော့ကျွန်တော်အဲ့ဒီမှာဗရိတ်ဘာလဲဆိုတော့ဗရိတ်လုံးမိုင်နဲ့ကျွန်တော်ပေးတဲ့ဗရိတ်တိုင်းမှာတင်ကွက်တစ်ကွက်ထွက်တယ်အဲ့ဒီဗရိတ်နဲ့ထွက်ထားတဲ့တင်ကွက်လေးကျွန်တော်လာတဲ့ဘက်မှာအခွေအစားအလားလေးကျွန်တော်လုပ်ပေးမယ်နော်အဲ့လောစီတော့ကျွန်တော်ဘာမှလုပ်စရာမရှိသေးဘူးငါ့ဝင်မှာမနေ့ကမွေးကွက်လေးဘာလို့ဆိုတော့ကန်ဆက်မဲ့မျိုးတွေကတောက်ကြနေမှာလို့နော်ဒီညနေကျွန်တော်ဘာမှထုတ်ပေးတာမရှိဘူးကန်ဆက်တဲ့မျိုးတွေတောက်ကြနေမှာလာမဲ့ဘက်ပေးရရှိပါတယ်အဲ့တော့လာဘက်မှာတပတ်စာကန်ဆက်ခြင်းတဲ့မျိုးတွေအဲ့တော့မှလုပ်ပါနော်လာဘက်တပတ်စာရမနေ့ကကျွန်တော်ပြောပေးမယ်နော်ဒီဘက်ကတော့ဒီလောက်နဲ့ပဲနော်ငါ့ဝင်ငါမလေးကျွန်တော်လုပ်ပေးနိုင်တာလဲလုပ်ပေးထားပါဗျာအဲ့တလဲကိုဒီမတွေအားလုံးလဲနော်လုံးတင်တာလေးပဲလုပ်တော့ပါနော်ဘာလို့ဆိုတောင်ဆုံးနေတောက်နေပြီအများကြီးကျွန်တော်ခုနပြောသူပဲလိုက်ပြီးတော့မလုပ်တော့နဲ့နော်ဘာမှလိုက်လို့စရာမလိုနော်လာမယ့်ပတ်ကြရင်ပိတ်ရက်တရက်ရှိတယ်၄ရက်စာရှိမယ်၄ရက်စာကျန်တာနော်အဲ့ကြရင်ကျွန်တော်ကန်ဆာမျိုးတွေအတွက်ကျွန်တော်ကန်ဆာထက်ခေါ်ပြီးမယ်အဲ့ကြရင်ဗာလဲဆိုတော့အဲ့ကျွန်တော်ခုနပြောတယ်မွေးကွက်ကတော့ပြကြမလို့ဗျာမွေးကနဲ့မွေးကွက်ကကျွန်တော်ပြီးတဲ့အတိုင်းမွေးကွက်နဲ့မွေးသေးတာနှစ်သီးစားတွေထွက်ပြီးသားအဲ့ဒီအပြင်ကိုငါးခွေငါးမယူတက်သီးစားနဲ့မကျင်းနဲ့နော်တက်သီးစားနဲ့မကျင်းနဲ့အမွေးကျွန်တော်အခုဒီဘက်မှာမွေးအရှိရက်မှာဒါခုနပြောပဲမွေးကွက်နဲ့မွေးစားတို့နဲ့ထွက်ထားတယ်ဒါပေမဲ့ကျွန်တော်ပုံမှန်တိုင်းအဖွဲ့ဝင်တွေကိုနှစ်ကြိမ်လုပ်ပြီးတာဒါပေမဲ့ဒီဘက်မှာတစ်ချိန်ရဒါပေမဲ့ကြာသာပရိတောက်ကြလဲကျွန်တော်တစ်ချိန်ရအောင်လုပ်ပြီးတယ်နော်ပွင့်လင်းပြောတာနော်ငါးခွေငါးမကြီးဒီလောက်ကတော့ကျွန်တော်ဒီလောက်ပဲလုပ်ပြီးနိုင်မှာပွင့်လင်းပြောတာကြာတောက်ကြမှာလဲငါးခွေငါးမကြီးမွေးကွက်မရတော့မွေးပတ်တီကျွန်တော်ထပ်လုပ်ပေးထားသေးတယ်နော်အဲ့တော့လာဘက်ဘက်မှာနှစ်သီးသားကျွန်တော်ပိတ်ရက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်နှစ်သီးသားခုနပြောသူပဲမွေးကွက်နဲ့မွေးစားတို့နဲ့တစ်ချိန်ခုနပြောသူပဲအဲ့ဒီကျွန်တော်ဗရိတ်ပေးတယ်ကျွန်တော်ပေးတဲ့ဗရိတ်မကြဘူးတဲ့ဗရိတ်မရှိဘူးနော်ကျွန်တော်ပေးတဲ့ဗရိတ်မကြဘူးတဲ့ဗရိတ်မရှိဘူးဗျာအဲ့ဒီဗရိတ်နဲ့ကိုတင်ကွက်ကျွန်တော်နှစ်ကွက်ထုတ်ပေးတယ်အဲ့လာလေးကိုကျွန်တော်တပတ်စာ၄ရက်စာမွေးထုတ်ပေးမယ်နော်အဲ့တော့ကန်ဆက်ချင်တဲ့အမျိုးလူသေးလူဟောင်းအကိုရီမတွေအားလုံးပဲဟိုပြောမယ်ဆိုရင်ဗျာလူအဟောင်းကိုရီမတွေကျွန်တော်ပြောစရာမလိုဘူးနော်အဲ့တော့မနေ့ကကြရင်အားလုံးပဲကန်ဆက်ချင်တဲ့မျိုးတွေကန်ဆက်လို့ရပြီနော်မနေ့ကကြမှာလုပ်ပါဒီနေ့ကတော့ AC နားလိုက်ဘာမှမလုပ်တော့နဲ့နော်ကျွန်တော်ပြောတော့နားလည်မယ်ထင်တယ်နော်ဟုတ်တယ်မလားငါကိုရီငါမတွေကန်ဆက်ချင်တဲ့ကိုရီမတွေအားလုံးပဲခွန်8 6ရက်33လေခွန်8000ခွန်နဲ့မတိတာရှိမေးပါပြရင်မေးပါအပေါ်မှာမင်းသားမှုနဲ့ကျွန်တော်တွက်တက်ပင်ထားတဲ့ကန်ဆက်တဲ့မျိုးတွေမင်းသားမှုနဲ့တွက်တက်ပင်ထားတဲ့အပေါ်မှာတင်ပင်ထားလူသေးကိုရီမတွေအားလုံးလည်းလိုက်လို့နော်ဟိုပွင့်လင်းပြောရင်ဗျာအကိုရီမတွေအားလုံးပဲကျွန်တော်ကခုနပြောသူပဲငါခွေငါမတွေနားလဲအောင်ပြောရပါလဲဆိုတော့ကျွန်တော်ရှိမှာဒါကန်ဆက်တဲ့အမျိုးတွေနော်သိရနော်ကျွန်တော်လုပ်ပေးနေတာငါခွေငါမတွေဘယ်တော့မှမျက်နှာမငယ်အောင်ဟုတ်တယ်မလားမျက်နှာမငယ်အောင်မလားနော်မျက်နှာမငယ်ဘူးလားငါ့ကိုမျက်နှာငယ်ကြမလို့လေဗျာအဓိကကိုလှုပ်တင်တာနဲ့လုံနေဖို့ပဲလို့လားနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဘာမှအပြင်မတွေအားလုံးခုနလိုပဲနော်ဒီညတော့အားလုံးပဲနားပါနော်မနေ့ကနောက်3လေးရောက်တော့ကန်ဆက်ချင်နေ့ညမှာလှုပ်ကျွန်တော်လာရဘက်ကိုခုနပြောသူပဲမွေးကွက်နဲ့မွေးသီးအပြင်ကိုကျွန်တော်ဗရိတ်တင်ကွက်လေးပြီးမယ်အဲ့ဗရိတ်တင်ကွက်ကကျွန်တော်ပြီးတဲ့ခါတိုင်းမှာထွက်တာများတယ်နော်အဲ့တော့ကျွန်တော်အများကြီးလိုက်မလုပ်တော့ဘူးအဓိကငါးခွေငါးမတွေနှစ်သီးစားလေးရနေโอเคရမလားအဲ့တော့လုပ်ပြီးမယ်နော်တော့ပဲဒီနေ့ကတော့နားလိုက်အောင်ကန်ဆက်မဲ့မျိုးတွေတောက်ကြနေကြမှာလို့မနဲ့ကြမှာနော်အားလုံးပဲဒီလောက်ပဲအခွေကြရင်ပြီးမယ်ဒါပဲမင်္ဂလာပါညီလေးโอเคဘိုင်နော်မျိုးတွေအားလုံးနေတိုက်ကိုတွေမတွေအားလုံးလည်းချစ်သွားပြီမလားနော်နေတိုက်ကိုတွေမတွေအားလုံးလည်းခုနပြောကျွန်တော်နေတိုက်လို့အများကြီးပြောတဲ့ကိုတွေမတွေအားလုံးပေးလိုက်ပြီနော်လုပ်ပေးထားတယ်အဖို့ရင်မှာတဲ့9000ဝေးရတယ်တဲ့4 5ထိုးနေဆိုတဲ့အောင်နေဟုတ်ကဲ့ပါနော်အကွင်ငါမရည AC လေးအေးလိုက်တော့เนาะအပျော်လေးနေပဲ AC နေလိုက်တော့4 5မှာရပါသေးလို့ဆူတောင်းလာတယ်ပြည်သွားတယ်ဟုတ်ကဲ့ပါကျွန်တော်ကရှိရချစ်တယ်ပြောနေတာကျွန်တော်မချစ်ကြဘူးနဲ့ထင်တယ်เนาะဒီလောက်လုပ်ပေးနေတာအောင်เนาะမချစ်ကြဘူးနဲ့ထင်တယ်เนาะ2600ကိုရတယ်တဲ့အဖွဲမှာမဲ့ဖြစ်ဗျာနေပြီးတဲ့ခါလေးတော့တေချာလောက်ပါเนาะဒီနေ့မင်္ဂလာပါအကိုတဲ့မင်္ဂလာပါ
ပြောခဲ့ပြီနော်လူသေးကိုဒီမားတွေအားလုံးလည်းအားမွေးထားမယ်နော်လူအောင်ကိုဒီမားတွေအားလုံးလည်းအားမွေးထားမယ်နော်ကျွန်တော်ပြီးမဲ့ပုံနဲ့ငါကိုဒီငါမားတွေအပတ်တိုင်းသူများကတွေခုနပြောဆိုပဲတတိယလေးရအောင်တော့မလေးလုံညာကိုရီးယားခုနကတပတ်တည်းခုနပြောပဲတစ်ခါနှစ်ခါတွေနော်အဲ့တော့လုတ်ပေးနေတာနော်ငါကိုဒီငါမားတွေအဲ့တော့လာမယ့်ဘက်မှာအားလုံးပဲကန်ဆန်းနိုင်အောင်ကြိုးစားထားပါဘာလို့ဆိုတော့လာမယ့်ဘက်မှာပိတ်ရက်ရှိရယ်နော်အကောင်းဆုံးဖြစ်မဲ့ဟာတွေကျွန်တော်ဆော့လို့ရတယ်နော်၄ရက်အတွင်းဆိုရင်အဲ့တော့အားလုံးပဲတယောက်လုံး2ယောက်ပဲရှိရှိအဓိကဘာလို့ဟိုအဲ့ဒီခုနပြောဆိုပဲဗျာမွေးကွက်လေးတွေမွေးစားတို့တွေမွေးပိတ်တွေကြာနေတော့မှလိုက်ဆော့တာအကောင်းဆုံးပဲနော်လာနေတဲ့အချိန်ဒီမှာဘာလို့ဆိုတော့လောရတာလည်းအဆင်ပြေတယ်နော်အားလုံးပဲဘိုင်းဘိုင်းနော်မျိုးတွေဘိုင်းဘိုင်း